နွေရာသီရဲ့အခုလိုပူပြင်းလာတဲ့ကာလမှာလူကိုရောစိတ်ကိုပါအိမ်မြလန်းဆန်းသွားစေမဲ့တီးစုံကျဲလေးချိုးပွဲလေးလှုပ်ရှားရအောင်အချိုပွဲအတွက်လိုအပ်တာကတော့အုံးစိမ်းရည်အာကားကြောက်ကြောမုံအချိုဓာတ်အတွက်တကြားစပစ်သီးကီဝီသီးနဲ့လိမ္မော်သီးတို့ကိုအသုံးပြုထားပါတယ်။အရင်ဆုံးအိုးထဲကိုအုံးစိမ်းရည်လောင်းထည့်ပြီးကြောက်ကြောမုံကိုထည့်ကတမအောင်မှွေပေးပါမယ်။မီးမပွင့်ခင်အမုံတွေပြုံးဝင်အောင်မှွေပေးရမှာဖြစ်ပြီးတော့မီးဖိုပေါ်တင်ပြီးစူပွက်လောင်အထိတည်ပေးရမှာပါ။ရေဆူလာပြီဆိုရင်တော့တကြားဒါမှမဟုတ်ပြားရည်ကိုထည့်လိုက်ပါမယ်။ကြောက်ကြောမုံတွေလုံးဝပြုံဝင်သွားပြီဆိုရင်တော့မီးပိတ်လိုက်ပြီးပြားရည်ကိုသုံးမယ်ဆိုရင်တော့မီးပိတ်ပြီးနည်းနည်းအေးခံပြီးတော့မှထည့်မှွေပေးရမှာဖြစ်ပါတယ်။ကြောက်ကြောရည်ကိုအသီးတွေပေါ်ဖြည်းဖြည်းလေးလောင်းထည့်လိုက်ပါမယ်။အပေါ်ကနေချစ်ထားတဲ့အုံသားနုလေးတွေကိုဖြူးလိုက်ပါမယ်။အပြင်အခန်းပူချိန်အတိုင်းခဏထားပြီးအပူနည်းနည်းလျော့သွားပြီဆိုရင်တော့ရေခဲတစ်တာထဲမှာ2နာရီလောက်ထည့်ထားလိုက်ပါ။ဂျယ်လီသားတင်းတင်းလေးတွေဖြစ်သွားပြီဆိုရင်တော့စားလို့ရနေပါပြီ။